안녕하세요, 여러분. 코리안 랭귀지 원어만이 주소바리 후하가 서로 다양한 비요 디 topic ဆောင်မဖြစ်ဘူးတဲ့ ဒီ economy တွေထုတ်ပေးနေပေါ့နော် so အဲ့ဒါကိုယ့်ရဲ့ economy ကိုဘယ်လိုရှာမလဲဆိုတဲ့ဥစ္စာက page မှာလည်းနည်းနည်းလေးအမေးများနေတာဆိုတော့ search မှာအဲ့ဒါလည်းနည်းနည်းလေးများနေတာဖြစ်တဲ့အတွက်ဆိုတော့လိုက်ပြီးတော့အတိအကျကြီးလိုက်ပြောဖို့ကကျတော့ဟိုကနည်းနည်းလေးခက်ခဲလေးဖြစ်နေတဲ့အတွက်ကြောင့်ဒီ video နဲ့ပဲရှင်းပြပေးပါမယ် so အခုဖွင့်ထားတဲ့ link တစ်ခုကကျတော့ဒီတိုင်း湾နေကြီးညာထားတဲ့ mail link တစ်ခုပေါ့နော်သူကတစ်ပတ်ကမေးတစ်ခုရှိရယ်ပြီးတော့သူရဲ့ဒီ main 화면ဆိုတဲ့ဒီဟာလေးပေးထားတယ်ပေါ့နော်ဒီဟာလေးကကျတော့ဒီရှေ့က font လေးဖြစ်ပြီးပါပဲဆက်လုပ်လို့ရမယ်ဆိုတော့အရင်ဆုံးပထမဆုံး font ကနေဘာလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့နာမည်နဲ့ကိုယ့်ရဲ့ဒီရှင်းရှင်းလို့တော့ပေါ့နော်ကိုရှောက်ထားတော့တုံးခဲ့တဲ့ကိုယ့်ရဲ့မွေးနေ့တွေကိုဆရာတို့ထည့်ပေးရမယ်ဆိုတော့ဒါကဆရာဟိုဘယ်လိုပြောမလဲထုတ်လက်စာလူတစ်ယောက်နဲ့ကျောင်းသားတစ်ယောက်နဲ့လုပ်ပေးမယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ကိုယ့်ရဲ့ရှောက်မဲ့သူရဲ့နာမည်ကိုတစ်ချက်ထည့်လိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့မွေးနေ့မွေးနေ့ကသူပြထားသလိုပဲဒီလိုပုံစံလေးတင်ကြိတ်လာမသုံးမနေဆရာတို့ဒီရှောက်သွားဒေါ်လာသွင်းကြတော့ပေးခဲ့တဲ့ပြေးစာစာပဲရှိရဟုတ်အဲ့ဒီထဲကအတိုင်းနေပဲဆရာတို့ဖြည့်လိုက်ရင်ရတယ်ဖြည့်ပြီးလို့ရှိရင်laptop ဆိုရင်တော့အန်တာခောက်လိုက်ရင်ရတယ်ပေါ့နော်ပြီးရင်ခဏဆောင်တယ်ခဏဆောင်ပြီးလို့ရှိရင်ဒီမှာဒီလိုမျိုးလေးထွက်လာပါတယ်ဆရာတို့ topic ဘယ်လောက်တွင်ခဲ့တယ်ပြီးလို့ရှိရင်နာမည်နဲ့ကိုယ့်ရဲ့မွေးနေ့ပြီးလို့ရှိရင်စွန်းဖုန်းတို့တစ်ခါရေးထွက်တယ်အခုက laptop ဖြစ်တဲ့အတွက်ကြောင့်လို့ဒီစွန်းဖုန်းတို့လေးကိုတစ်ချက် copy လိုက်မယ်ပေါ့နော်ဒါ copy လုပ်မယ်ပြီးလို့ရှိရင်ဆရာတို့က main 화면ကိုသွားမယ်ပေါ့နော်ဒါကဒီ video လေးရိုက်တာဆိုတော့ဆရာအစနေပြန်စပေးထားပါတော့ခုနကတော့ဒီဟိုမှာအများကြီးလောက်ထားရှိရယ်ဆိုတော့ဒုတိယ link ဝင်လို့ရှိရင်ဆရာတို့ဒီလိုမျိုး screen ကိုမြင်ရလိမ့်မယ်အဲ့ကြရင် tag key ပေါ့နော်အရင်ပိတ်လိုက်ပိတ်ပြီးလာလို့ရှိရင်ဘေးအောင်နှိပ်မလဲဆိုရင်ဒီအောက်ဖက်နားလေးမှာရှိရယ်ဒီကောင်လေးဒီဟာလေးပေါ့နော် zoom ဖြိုချွေးပြောဆိုတဲ့ဥစ္စာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဟိုကနည်းနည်းအဝင်များနေတာဆိုတော့ဒီလိုလေးပေါ်တတ်တယ်ပြီးရင်တော့လဲသွားလိမ့်မယ်နော်ပြီးလို့ရှိရင်ဒီမှာ zoom ဖြိုချွေးပြောဆိုတဲ့ဘိုင်မှာဒီလိုအပြာရောင်လေးဖြစ်နေမယ်ပြီးရင်တော့ရေးထားရယ်ပေါ့နော် 선택 하세요 ပေါ့နော်ရွေးခိုင်းနေတာဆိုတော့ဒီမှာဆရာတို့169ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးရင်ဆရာတို့ခုနက copy ကူးခဲ့ရယ် copy ကူးလို့မရရင်လည်းကိုယ့်ရဲ့ ခုံနံပါတ်ကိုတစ်ခါရေးထားပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဆရာ paste လုပ်လိုက်မယ်ပြီးရင်ကိုယ့်ရဲ့မွေးနေ့လေးကိုထည့်လိုက်မယ်ဆိုတော့ဆရာတို့ခုနကမွေးနေ့လေးကိုဆရာတို့ကထည့်လိုက်မယ်ပေါ့နော်မွေးနေ့လေးကိုဆရာတို့ထည့်လိုက်မယ်ထည့်ပြီးသွားလို့ရှိရင်ဒီလပေါ့နော်လလေးကိုလေဆရာတို့ကထည့်လိုက်မယ်ထည့်ပြီးသားလို့ရှိရင်ဒီနေ့လေးကိုလေခုနလိုပဲဆရာတို့ထည့်လိုက်မယ်ပြီးရင်တော့ဒီအောက်မှာရှိရယ် 검색 ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဆိုတော့ခဏဆောင်ပြီးလို့ရှိရင်သူကအောက်မှာဒီလိုလေးပေါ်လာပြီပေါ့နော်ကိုယ့်ရဲ့အချက်လက်တွေနဲ့အတူတူပေါ်လာလိမ့်မယ်အဲ့လိုပေါ်လာပြီးပြီဆိုရင်တော့ဒီအောက်က 출력 ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်ပါ출력 ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပြီးတော့ကိုယ့်ရဲ့သက်ဆိုင်တဲ့ data နဲ့အတူတူကိုယ့်ရဲ့ပုံတွေကပေါ်လာမှာဖြစ်ပါတယ်ဆိုတော့ပေါ်လာပြီဆိုရင်ကျတော့ဘာဆက်လုပ်ရမလဲဆိုတော့အဲ့ဒါကို save လုပ်ရမယ်ပေါ့နော် save လုပ်ဖို့အတွက်ကကျတော့ဒီပုံရဲ့ဒီဘယ်ဘက်ထောင်လေးမှာဒါလေးရှိရယ်နှိပ်လိုက်ရင် save လို့လည်းပေါ်တယ်ပေါ့နော်အဲ့ဒါကိုတစ်ချက်နှိပ်လိုက် save နှိပ်လိုက်လို့ရှိရင်သူကဘာနဲ့ဖွင့်မလဲ data file နဲ့ဖွင့်မလားဘာညာမေးရဲအဲ့ဒါလေးကိုကျွန်တော်ကအလွယ်ကူအောင်ဒီ PDF file အနေနဲ့ထုတ်လိုက်မယ်အဲ့တော့ဒီနားလေးမှာ PDF file ပေါ့နော် PDF file ပြောင်းလိုက်မယ်ပြီးရင် OK ကိုနှိပ်လိုက်မယ် OK ကိုနှိပ်လိုက်တဲ့ခါကျလို့ရှိရင်သူကဒီမှာ download တွေဝင်သွားပြီပေါ့နော် download ဝင်သွားတဲ့အခါမှာဒါကတော့ဆရာ15ရက်မြောက်ဖြစ်နေတာပေါ့နော်15ရက်မြောက်ဖြစ်နေတဲ့အတွက်သူက15လို့ပြနေရအဲ့တော့ no name လို့ပဲပေးထားမှာအကယ်ကိုက no name တယောက်တည်းဆိုရင်တော့ကိစ္စမရှိဘူးပေါ့ကွယ်ဒါပေမဲ့အလုပ်တွေပိုင်းများလို့ print မထုတ်ပြသေးဘူးဆိုရင်တခါလေးသိလို့ရအောင်နာမည်လေးမှတ်ထားပါတော့ဆရာတို့က service လုပ်တာလည်းပါတာဖြစ်တဲ့အတွက်နာမည်နဲ့အတိအကျဖတ်တယ်ပေါ့နော်ဆိုတော့ထပ်ပြီးနှိပ်လို့ရှိရင်တခါရဲ့ကိုယ့်ရဲ့ file ကိုရောက်သွားပြီပေါ့နော်ဆိုတော့ဒီလိုမျိုး file လေးရလာပြီဆိုရင်နာမည်ပြင်ချင်တယ်ဆိုရင်လွယ်တယ်ဒီမှာဒီဘက်အများရဲ့ဒီဘက်ထောင်လေးမှာ save as ဆိုတာလေးရှိတယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့နာမည်နဲ့ပြန်ပြောင်းတာဆိုတော့ဒီမှာကျတော့ကဒီဟိုကခုနပြောတော့ဗောနော် service လုပ်တာဖြစ်တဲ့အတွက်ဒီမှာခုနကလုပ်ခဲ့15ရက်လောက်ရှိရယ်ပြီးရင်ဒီမှာသူ့ရဲ့နာမည်နဲ့ပေါ့နော်သူ့ရဲ့နာမည်နဲ့တခါရဲ့အလွယ်မှတ်ထားလိုက်မယ်ပြီးလို့ရှိရင်ဒီနားလေးမှာ zoom ဖြိုဆိုတဲ့ဥစ္စာလေးနဲ့တခါရဲ့မှတ်ပြီးတော့ enter ခေါက်ရင်ခေါက်မခေါက်ရင်ဆရာတို့ကဒီ save ဆိုတာလေးကိုနှိပ်လိုက်ရင်ရတယ်ဒါဆိုရင်တခါရဲ့ကိုယ့်ရဲ့နာမည်နဲ့အတူတူဒီ file လေးကဝင်သွားပြီအဲ့ဒါလေးကို laptop သမားကြီးဆိုရင်တော့နည်းနည်းမြန်တာပေါ့နော်ဆိုတော့အဲ့ဒီ file လေးကိုဆရာတို့ကဒီ made to send ကိုသွားပြီးတော့ print ထုတ်ပြီးတော့တွက်ဖြည့်လိုက်လို့ရှိရင်တော့ရပါပြီဆိုတော့ဆရာတို့ရဲ့ဒီ service မှာကကြတော့ဒီ file online file shop ပေးတာဆိုဒီ dollar သွင်းပေးရဒီလိုမျိုး zoom ဖြူတီကိုလုပ်ပေးရပေါ့နော်ဒါလေးအခါကျတော့အရင်လှည့်ကြည့်ကြမလို့တော့ဘောနော်ဒီလိုထွက်လာပြီဆိုရင်လည်းတခါရဲ့လုပ်ပေးပြီးသားဖြစ်တဲ့အတွက်ကိုယ့်ကို print ထုတ်ပြီးတော့တွက်ဖြည့်လိုက်ရင် easy ပဲပေါ့နော်ဆိုတော့နောက်နှစ်တွေပေါ့နော်ဒါမှမဟုတ်ဒီလ10လပိုင်းတဘို့17လပိုင်းဒီမှာလည်းဒီလိုလုပ်ချင်တယ်ဆိုတော့ share service ကိုလာပြီးအပ်လို့ရတယ်ပေါ့နော် share service ရဲ့အသေးစိတ်ကတော့ဒီပုံမှာပြထားတဲ့ post လေးမှာလည်းတခါရေးတင်ပေးထားဖြစ်လို့ဒီမှာလည်းဝင်ပြီးတော့လေ့လာလို့ရပါတယ်။ Okay ဒါဆိုရင်
ကွက်ကိုထုတ်လို့ရမယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုရဒီလောက်ပါပဲ그럼 수고하셨습니다 여러분